လူတယောက်ရဲ့အနာဂတ်သူ့ရဲ့ဂုဏ်သိက္ခာသူ့ရဲ့နာမည်အားလုံးကိုငွေနဲ့ဝယ်လို့ရခဲ့တဲ့ခေတ်ဆိုတစ်ခုရှိခဲ့ပါတယ်။ပင်လယ်ပြင်အောက်ကငရဲခန်းနဲ့ကြိမ်တန်ရိုက်ချက်တွေကြားမှာသူ့ရဲ့ကံကြမ္မာဟာတည်ချင်းတရားစီသို့ဥတည်နေပြီလို့ထင်ခဲ့ရပေမယ့်သူ့ရဲ့စိတ်ဝိညာဉ်ကတော့ဘယ်တော့မှအညံ့မခံခဲ့ပါဘူး။ဒါဟာကျွန်စနစ်ရဲ့ရက်စက်မှုကိုယ်တိုင်ခံစားခဲ့ရပြီးမှအသက်ကိုယဉ်ပြီးလွတ်မြောက်ခဲ့တယ်။ကဘာကြီးကိုသူ့ရဲ့အမှန်တရားတွေပြောပြခဲ့တယ်။မာဟွန်မာဂါဒိုဘာကာရဲ့မယုံနိုင်စရာဖြစ်ရမှန်ဇလံပဲဖြစ်ပါတယ်။1820ပြည့်နှစ်ဝန်းကျင်နောက်အာဖရိကရှိဇူဂူအမည်ရှိတဲ့မြို့လေးတစ်မြို့မှာဘာကာကိုမွေးဖွားခဲ့ပါတယ်။သူဟာတမန်ဝန်လူဒန်းစားမဟုတ်ဘဲနဲ့စာပေတက်မြောက်ပြီးဘာသာစကားကျွမ်းကျင်တဲ့ကုံတယ်မိသားစုကဆင်းသက်လာတဲ့ပညာတတ်တဲ့လူငယ်လေးတူပါသူ့ရဲ့ဘဝဟာအေးချမ်းသာယာခဲ့ပေမဲ့1845ခုနှစ်မှာတော့အမှောင်ဖုံးသွားခဲ့ပါတယ်သူတို့ဒေသတွင်ပဋိပက္ခတစ်ခုမှာသူဟာရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံလာရပြီးတော့ခဏချင်းမှာပဲလူသားတစ်ယောက်ဖြစ်ကနေပစ္စည်းတစ်ခုလိုကျုံကုန်တဲ့တွေစီမှာရောင်းချခြင်းကိုခံလိုက်ရပါတော့တယ်ဘာကာဟာတင်မောဝမ်ပိုက်ထဲမှာတခြားသောကျွန်တွေနဲ့အတူငါးတစ်တာဘူးတဲ့ကငါးတွေလိုကြက်ကြက်ညံ့ညံ့နဲ့တန်ချီချင်းခတ်ပြီးပိတ်လောင်ခဲ့ရပါတယ်။လေဝင်ပေါက်မရှိတဲ့တင်မောရဲ့ဝမ်ပိုက်တွေမှာလူတွေရဲ့ချွေနှံအမ်ပန်းနှံ့နဲ့တေဆုံးနေတဲ့လူတွေရဲ့အပုပ်နှံ့တွေကြားမှာရပ်ပေါင်းများစွာဖြတ်တန်းခဲ့ရပါတယ်။ဘာကာကငါတို့ဟာရေတပေါက်ရဖို့အတွက်ကိုယ့်ရဲ့ချွေးတွေကိုတောင်ကိုပြန်ရက်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။ဘရာဇီးနိုင်ငံကိုရောက်တဲ့အခါမှာသူ့ကိုဝယ်ယူခဲ့တဲ့သခင်ကအရန်ရက်ဆက်လွန်လာပါတယ်။သူဟာစကားနားမလည်လို့ဆိုပြီးကြောပြင်ကအရေးပြားတွေလန်ထွက်သွားတော့တဲ့အထိကြိမ်လုံးနဲ့ရိုက်နှက်နှိုက်ဆက်ပါတယ်။အဲ့ဒီတန်ရာတွေဟာပင်လယ်ရေငန်နဲ့ထိတဲ့အခါမှာနာကျင်လွန်းလို့သူဟာအကြိမ်ကြိမ်ကိုတေချောင်းကြံစည်ဖို့ထိစူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ဘာကာဟာဘဝကိုအရှုံးမပေးခဲ့ပါဘူး။သူဟာသူ့သခင်ရဲ့တင်မောပေါ်မှာအလုတ်ကျန်သမားဖြစ်လာတဲ့အခါမှာတခြားသောတင်မောသားတွေရဲ့စကားကိုခိုးပြီးနားထောင်ရင်နယူးယောက်ဆိုတဲ့နေရာဟာကျွန်တွေဘဝအတွက်လွတ်လပ်ခွင့်ရှိတဲ့နေရာမှန်သိခဲ့ပါတယ်။ဒီလိုနဲ့1848ခုနှစ်နယူးယောက်စိတ်ကမ်းမှာသူတို့တင်မောစိုက်ကတ်တဲ့မနက်ခင်းမှာတော့သူဟာအသက်ကိုယဉ်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။သူဟာတင်မောရဲ့ကုန်းဘက်ပေါ်ကနေကမ်းခြေပေါ်ကိုအယူတယောက်လိုပဲခုန်ဆင်းပြီးလူအုပ်ထဲကိုအားကုန်ပြီးခဲ့ပါတယ်။သူ့ရဲ့နောက်မှာတနက်ကင်ထားတဲ့လူတွေလိုက်လာပေမဲ့လည်းသူဟာလွတ်မြောက်လိုတဲ့ဆွဲနဲ့မရက်မှန်တာပြေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာကျွန်စနစ်ဆက်ကျင်သူတွေရဲ့အကူအညီနဲ့တရားရုံးမှာရင်ဆိုင်ခဲ့ပြီးတရားသူကြီးကသူ့ကိုလွတ်လပ်သူအဖြစ်တရားဝင်ကြေညာပေးခဲ့ပါတယ်။လွတ်မြောက်ပြီးနောက်မှာတော့ဘာကာဟာပညာတွေကိုဆက်လက်သင်ယူခွင့်လည်းရရှိခဲ့ပါတယ်။ဒီလိုနဲ့1854ခုနှစ်မှာတော့သူဟာသူ့ရဲ့ဘဝဖြစ်ရမှန်တွေကိုစုစည်းပြီး An Interesting Narrative of Biography of Mahomo Baga ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ဒီစာအုပ်ဟာကျွန်စနစ်ရဲ့လူမဆန်တဲ့ရက်စက်မှုတွေကိုကဘာကသိအောင်ဖွေးချထားတဲ့အားအကောင်းဆုံးလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်သူဟာသူကျွန်ဘဝကနေလွတ်မြောက်ရုံတင်သာမကပဲတခြားသောတန်ပေါင်းများစွာသောကျွန်တွေအတွက်အမှန်တရားကိုစားပြုပြောဆိုပေးခဲ့တဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘာကာရဲ့ဘဝဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုတန်ချေချင်းခတ်ထားလို့ရပေမဲ့သူ့ရဲ့လွတ်လပ်မှုကိုမျက်နှိုးတဲ့စိတ်ဝိညာဉ်ကိုတော့ဘယ်တော့အခါမှပိတ်လောင်ထားလို့မရနိုင်ပါဘူး။ဒီကနေ့ကျွန်တော်တို့ခံစားနေရတဲ့လွတ်လပ်မှုတိုင်းရဲ့နောက်ွယ်မှာဘာကာလူတွေရဲ့ပေးဆက်မှုနဲ့တိုက်ပွဲဝင်မှုတွေရှိနေခဲ့တာကိုအမြဲတတိယနေရမှာဖြစ်ပါတယ်။